လိုရင်းကိုပြောရရင်မင်းကိုမကျေနပ်လို့ ပိုင်လုပ်ငန်းစုတွေနဲ့လုံးဝကိုမပူးပေါင်းနိုင်ပါဘူးခင်ဗျာ ငါဒီအိမ်မှာရှိနေတဲ့ဟိုလောဘသားတွေကရောက်ရောက်လာအောင်ပါပဲ ကိုလေးစက်ပိုင်ရဲ့ပိုင်ဆိုင်မှုတွေကိုပြန်ယူဖို့အတွက်အမွေစားအမွေကန်သားအဖြစ်ကနေပြီးတော့ရုပ်သိမ်းတယ်လို့ကြေညာလိုက်ရင်ကောင်းမှတင်တယ် အဲ့လုပ်ငန်းစုလည်းအကျိုးမျိုးအောင်လို့ရမာနဲ့လက်ထပ်ပေးမယ်အစားငိုသွင်းနဲ့လက်ထပ်ပေးလိုက်ပါလား ဘာလို့ရမကိုပဲအန်တီနဲ့တူမလို့ထင်နေရ ဟိုကပိုင်ကြီးကလည်းအခွင့်အရေးပဲကျွန်တော်တာလေ မိမိ ဒေဒီကဒါအလုပ်ရအောင်တွင်းပြလိုက်ကျန်တာတော့မမမူရဲ့အရေးချင်းကိုပဲကြည့်အောင် အဲ့တော့ညီမလေးကနေတကုံနဲ့မူမူသွင်းကိုသဘောတူပေးရမယ်ပေါ့ ဘယ်သူမှငါရဲကွာစာနာတနာနေမှာမဟုတ် ဒီလိုနဲ့ပတ်တဲ့ငရေတွေမှာမနေချင်တော့ အနေနဲ့အခုပြောမယ့်အကြောင်းကသမီးတစ်ဘဝလုံးနဲ့ဆိုင်တယ် ရှင်ရော လေးပဲ ရှင်ကျမဘလို့တန်းစားမြတ်မှတ်နေလဲရှင်ကားပေါ်ဆိုတင်ဆွဲတင်နေရ ကျမနာမည်ကမမို့သွင်းပါပိုင်ကရရဲ့သမီးကြီးပေါ့ ငါအလုပ်ရှိသေးတယ်ကျွန်တော်တို့ပြန်လို့ရအောင် ကျမအဲ့ဆိုမူတော့ခွင့်ပြုပါ အိမ်ပြောင်းသွားတယ်ဆိုလို့ကြီးကြီးကျယ်ကျယ်ခဲခဲနာနာမရလားလို့တိုက်ခန်းစုပ်လေးပဲ ကျမလက်မထပ်ဘူးဆိုရင်ရှင်သမီးကိုထိုးကျွေးမလို့လား ကျွေးလိုက်ပေါ့